ရင်ဆုံးချက်သားကိုအတုံးလေးတွေခုတ်လိုက်ပါမယ်အခုလိုမျိုးဟင်းချက်တဲ့ဘရော့ကို AI နဲ့ဘယ်လိုထုတ်ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်လောက်ကြည့်ကြမယ်။အဲ့တော့ကျွန်တော်တို့ကပထမဦးဆုံးအနေနဲ့ ChatGPT ကိုသွားမယ်။ ChatGPT ရောက်တဲ့အခါကျလို့ရှိရင်တော့ကျွန်တော်တို့က ChatGPT ကိုကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း prompt ကိုရေးခိုင်းမယ်။ကိုထုတ်ချင်တဲ့အတိုင်းကိုကျွန်တော်တို့မြန်မာလိုရိုက်ထည့်မယ်။ကျွန်တော်တို့အခုဒီမှာဘယ်လိုရိုက်လိုက်လဲဆိုတော့ကောင်မလေးတယောက်စက်တိုင်းရင်ချက်တဲ့ဒီဘလော့ရိုက်နေတဲ့ပုံကိုပြုလုပ်ရေးပေးပါကောင်မလေးပြောမိစကားကအားလုံးပဲမင်္ဂလာပါချက်တိုင်းရင်ချက်ပြမှာဖြစ်ပါတယ်ပြီးလို့ဆိုရင်တော့ကျွန်တော်တို့ဘာတွေလုပ်မယ်ဆိုတော့ကိုကျွန်တော်တို့မြန်မာလိုသိချာရိုက်ထည့်မယ်ချက်သားကိုအတုံးလေးတုံးမယ်ပြောအောင်ရင်ငုပ်ကြီးထောင်းမယ်တဲဦးလေးထည့်မယ်စီထည့်မယ်ငုပ်ကြီးထည့်မယ်ပြီးရင်တော့ကျွန်တော်ချက်သားကိုထည့်မယ်ပြီးရင်ချက်တိုင်းချက်သွားမယ်ချက်တိုင်းချက်သွားတဲ့အခါကျလို့ဆိုရင်ကောင်မလေးကကျွန်တော်စကားတစ်ခေါက်ပြန်ပြောမယ်ပေါ့နော်ကောင်မလေးပြောမယ့်စကားစက်သားအရင်နဲ့ထမင်းစားကြမယ်ဆိုပြီးတော့ကျွန်တော်တို့ကောင်မလေးကပြောမယ်ပေါ့ပြီးသွားလို့ဆိုရင်တော့ကျွန်တော်တို့က AI နဲ့ကကျွန်တော်တို့10စက္ကန့်ပဲထုတ်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ prompt ကရှင်းနေတာဖြစ်တဲ့အတွက်10စက္ကန့်နဲ့မလောက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအပိုင်းလေးတွေခွဲပြီးထုတ်ချင်တယ်ဆိုတာကိုကျွန်တော်တို့ဒီမှာရေးထည့်ပေးမယ်ပြီးသွားလို့ဆိုရင်တော့ကျွန်တော်တို့ကဒီအောက်ကရှိတဲ့ညအပြလေးကိုနှိပ်ပေးလိုက်ဒါဆိုလို့ဆိုရင်တော့ ChatGPT ကနေပြီးတော့ကျွန်တော်တို့ကိုအပိုင်းလေးတွေခွဲပြီးတော့ကျွန်တော်တို့ကိုပလုံလေးတွေရေးပေးလိုက်ပြီပေါ့နော်ကျွန်တော်တို့အကောလုံး10စက္ကန့်စာကျွန်တော်တို့ကိုပို့ဖို့သူကထုတ်ပေးလိုက်တယ်ပေါ့နော်သူ့ပုံမှာရေးထားတယ်ပေါ့နော်ဒီမှာသူကဗာရေးထားတယ်ဆိုလို့ရှိရင်အောက်ကပလုံတွေကတဲ့ကျွန်တော်တို့ AI video generator အတွက်သူရေးပေးထားတာပေါ့နော်အပိုင်းတိုင်းမှာတဲ့အကောင်မလေးတစ်ယောက်တည်းတူညီတဲ့မျက်နှာတူညီတဲ့အဝတ်စားတူညီတဲ့မိဖို့ကြောင့်ပေါ့နော်ကိုက်တာတွေတူအောင်လိုချင်တယ်ဆိုလို့ရှိရင်တော့တဲ့အပိုင်းတိုင်းမှာကျွန်တော်တို့ဒီစာကိုထည့်ပေးရမယ်ပေါ့နော်ကျွန်တော်10စက္ကန့်စာဗီဒီယိုထုတ်တိုင်းကျွန်တော်တို့ဒီစာကိုထည့်ပေးရမယ်လို့သူကရေးပေးထားတယ်အဲ့တော့ကျွန်တော်ပထမဦးဆုံးဗီဒီယို10စက္ကန့်စာကိုကျွန်တော်တို့အရင်ထုတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီစာကို copy ပူလိုက်ပြီးရင်ကျွန်တော်တို့ပြန်ထွက်လိုက်ပေါ့နော်ပြန်ထွက်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ကဘယ်သွားမလဲဆိုရင် flow ထဲကိုသွားမယ် flow ထဲရောက်တဲ့အခါကျရင်ကျွန်တော်တို့ဒီမှာ new ဆိုတာကိုနှိပ်မယ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ကဒီမှာ image ဆိုတာရှိတယ် image ကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာ video ကိုရွေးပေးမယ် video ကိုရွေးမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ video frame size ကိုရွေးမယ် language 60ကိုရွေးပေးမယ်ပြီးလို့ဆိုရင်ကျွန်တော်ကအမြောက်1ကိုပဲနှိပ်မယ်ပြီးလို့ဆိုရင်ကိုက10စက္ကန့်ထုတ်မှာလား10စက္ကန့်ထုတ်မှာလားကျွန်တော်10စက္ကန့်ထုတ်မှာပေါ့နော်ပြီးရင်ကျွန်တော်ဒီနေရာမှာခုနက copy လုပ်ခဲ့တဲ့စာကိုကျွန်တော်တို့ paste လုပ်မယ်ပြီးရင်ကျွန်တော်တို့က ChatGPT ကိုပြန်သွားမယ်ပြီးတော့ကျွန်တော်တို့ scene 1ကိုစပြီးတော့ထုတ်မယ်ပေါ့နော်အဲ့တော့ scene 1အတွက်ရေးပေးထားတဲ့ prompt ကိုကျွန်တော်တို့အကုန်လုံး copy လုပ်မယ်ပြီးရင်ခုနကတော့ကျွန်တော်တို့ Google Form ထဲမှာ paste သွားလုပ်မယ်ပြီးသွားတဲ့အခါကျရင်တော့ကျွန်တော်ဒီအောက်ကညလေးကိုနှိပ်ပြလိုက်ရုံပဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပထမဆင်းဝမ်းအတွက်ကျွန်တော်တို့ဗီဒီယိုထုတ်လို့ပြီးပါပြီကျွန်တော်ဗီဒီယိုလေးတစ်ချက်ဖွင့်ပြီးတော့နားထောင်လိုက်မင်္ဂလာပါဒီနေ့ချက်သားဟင်းချက်ပြမှာဖြစ်ပါလားဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဆင်းဝမ်းအတွက်ဗီဒီယို10စက္ကန့်တခုကျွန်တော်ထုတ်လို့ပြီးပါပြီပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဗီဒီယိုကိုဖုန်းထဲကို download လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ကအဆက်30ကိုနဲ့ပြီးတော့ကျွန်တော်ဒီမှာ download ဆိုတာလေးကိုနေအခုလိုမျိုးကျွန်တော်တို့ download ဆက်ဆက်ဘိုးလေးလို့ပြရတယ်ဆိုရင်တော့ဒီဗီဒီယိုကိုကျွန်တော်ရဲ့ပုံထဲကို download လုပ်လို့ပြီးတော့ပြီးရင်ကျွန်တော်ပြန်ထွက်လိုက်ပြီးဘယ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော် ChatGPT ကိုပြန်သွားမယ်ကျွန်တော် scene 2အတွက်ကျွန်တော်ထပ်ထုတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီစာလေးကိုအကုန်လုံး copy လုပ်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအင်ဂျီအဝတ်စားတွေကျွန်တော်တို့ guide တိုင်းတူဖို့အတွက်ဆိုလို့ရှိရင်เนาะစင်းတိုင်းရဲ့ကျွန်တော်တို့အပေါ်ဆုံးမှာဒီစာကိုကျွန်တော်ထည့်ပြရအောင်ပေါ့နော်အစာပိုင်းအဲ့တော့ကျွန်တော်တို့က Google Chrome ကိုပြန်သွားမယ်ပြီးရင်ကျွန်တော်တို့ page လုပ်မယ်ပြီးရင် ChatGPT ကိုသွားမယ်ပြီးရင်ကျွန်တော် scene 2အတွက်ရေးပေးထားတဲ့ prompt ကိုကျွန်တော်တို့အကုန်လုံး copy လုပ်မယ်ပြီးရင်ကျွန်တော်တို့ Google Flow ထဲမှာ paste သွားလုပ်မယ်
ပြီးရင်မြားလေးကိုနှိပ်ပြီးတော့ဗီဒီယိုထုတ်လိုက်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစင်တူအတွက်လည်းကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်ထပ်ထုတ်လုပ်ပြီးပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုကစင်1စင်2ဆိုပြီးတော့ဆက်ဆက်ကစားကျွန်တော်တို့နှစ်ခုရသွားပြီပေါ့နော်အဲ့တော့ကျွန်တော်စင်2ဗီဒီယိုလည်းတစ်ချက်လောက်ဖွင့်ပြီးတော့နားထောင်ကြည့်မယ် အရင်ဆုံးချက်သားကိုအတုံးလေးတွေခုတ်လိုက်ပါမယ်အရင်ဆုံးချက်သားကိုအတုံးလေးတွေခုတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစင်2အတွက်ကျွန်တော်တို့ဗီဒီယိုလည်းထုတ်လုပ်ပြီးပါပြီအဲ့တော့ကျွန်တော်အဆက်30ကိုနှိပ်မယ်ပြီးတော့ download ဆိုတာကိုနှိပ် download ဆက်ဘူးလို့ပြသွားပြီဒါဆိုရင်ကိုယ့်ရဲ့ဖုန်းနဲ့ကိုဒီဗီဒီယိုကရောက်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ပြန်ထွက်လိုက်မယ်ချက်ချီလေးရောက်သွားပြီသူကဒီမှာ10စက္ကန့်သာပေါ့နော်အပိုင်းလေးတွေကျွန်တော်တို့ကိုပိုင်းပေးထားတယ်ပေါ့နော်အဲ့တော့သူပိုင်းပေးထားတဲ့ဟာကနည်းနည်းလေးတူနေတယ်ပေါ့နော်အဲ့တော့နည်းနည်းတူတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာ flow ထဲမှာ10စက္ကန့်စာမထုတ်ဘဲနဲ့ကျွန်တော်တို့ကနော်10စက္ကန့်စာပဲထုတ်လို့ရတယ်နော်10စက္ကန့်နဲ့6စက္ကန့်လို့ပေါ့နော်သူရေးပေးထားတဲ့ plot ပုံမူတည်ပြီးတော့ကျွန်တော်တို့ရွေးပြီးတော့ထုတ်လို့ရတယ်တကယ်လို့သူကရေးပေးထားတာဒီ plot ကတူနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က6စက္ကန့်လောက်ပဲထုတ်ပေါ့နော်တကယ်လို့သူရေးပေးထားတဲ့ plot ကရှေ့နေဆိုရင်ကျွန်တော်10စက္ကန့်ကိုထုတ်ပေါ့နော်အရှိကလောက်ခဲ့တယ်လို့မျိုးပဲကျွန်တော်တို့အပိုင်းလေးတွေနဲ့ကျွန်တော်တို့ကဗီဒီယိုလေးတွေထုတ်လို့ပြီးသွားပြီဆိုလို့ရှိရင်နော်ကျွန်တော်တို့ဒီဗီဒီယိုတွေအကုန်လုံးကျွန်တော်ပြန်ပေါင်းမယ်ပေါ့နော်အဲ့တော့ပေါင်းဖို့အတွက်ဆိုရင်ဘာနဲ့ပေါင်းမလဲဆိုရင်ကျွန်တော်တို့ video edit software တစ်ခုနဲ့ကျွန်တော်တို့ပေါင်းမယ် Google Pro ကတော့ကျွန်တော် fee သုံးလို့ရတယ်တနေ့ကိုသူက credit 50ရတယ်เนาะအဲ့တော့ credit 50ဆိုလို့ရှိရင်ကျွန်တော်တို့ video 10မိနစ်စာလောက်တော့ကျွန်တော်ထုတ်လို့ရတယ်ပေါ့နော်စက္ကန့်10စက္ကန့်စာကျွန်တော်တို့3လေးပို့တော့ကျွန်တော်ထုတ်လို့ရတယ်အဲ့ထက်တော့ကျွန်တော်တို့အကုန်ထုတ်လို့မရဘူးပေါ့နော်ကျွန်တော်ဒီမှာစင်းအကုန်လုံးကိုဒီမထုတ်ပြတော့ပေါ့နော်ကျွန်တော်နှစ်ပိုင်းပဲထုတ်ပြမယ်စင်း1နဲ့စင်း2ပဲထုတ်ပြမယ်ပြီးရင်ကျွန်တော်တို့ edit software ထဲကိုသွားမယ်ဒီမှာကတ်သုံးလို့ရတယ် VM သုံးလို့ရတယ်နော်ကျွန်တော်က VM ပဲသုံးလိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကပေါင်းလက္ခဏာလေးကိုနှိပ်မယ်ပြီးရင် new project ကိုနှိပ်ပြီးဗီဒီယိုကိုရွေးမယ်ခုနကတော့ကျွန်တော်ထုတ်ခဲ့တဲ့ဗီဒီယိုပေါ့နော်အဲ့တော့ကျွန်တော်နှစ်ပိုင်းထုတ်ခဲ့တယ်လို့ဆိုရင် scene 1 scene 2ကိုကျွန်တော်ရွေးလိုက်မယ်တကယ်လို့ကိုကအကုန်လုံးထုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာအပိုင်းအကုန်လုံးကိုရွေးပြီးတော့ကျွန်တော် next ပါဖို့နှိပ်အဲ့တော့ကျွန်တော်နှစ်ပိုင်းပဲဖြစ်နေတဲ့အတွက်ကျွန်တော်ဒီနှစ်ပိုင်းပဲဖွင့်ပြပါမယ်နော်မင်္ဂလာပါဒီနေ့ချက်သားဟင်းချက်ပြမှာဖြစ်ပါလားအရင်ဆုံးချက်သားကိုအတုံးလေးတွေခုတ်လိုက်ပါမယ်အရင်ဆုံးချက်သားကိုအတုံးလေးတွေခုတ်လိုက်ပါအဲ့မှာသူ့ရဲ့ plot ကတူနေတာဖြစ်နေတဲ့အတွက်ကျွန်တော်တို့က10စက္ကန့်သာထုတ်လိုက်တဲ့ဖြစ်တဲ့အတွက်ဒီစကားပြောတာနှစ်ခါလည်းထပ်သွားပြီပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒီလိုမျိုး plot တူတူလေးဆိုလို့ရှိရင်ကျွန်တော်တို့က6စက္ကန့်လောက်ပဲထုတ်လိုက်လို့ရတယ်ပေါ့နော်တကယ်လို့6စက္ကန့်ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ credit တဲ့အကုန်နေတယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ကဗီဒီယိုလေးဆက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့မြားလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့ကျွန်တော်တို့ export ကိုနှိပ်လိုက်အဲ့တော့ကျွန်တော်ဒီမှာ100ပြည့်အောင်စောက်ပြလိုက်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲကိုဗီဒီယိုကိုစေလိုက်ပြီပေါ့အဲ့တော့ကျွန်တော်တို့ gallery ထဲကိုသွားလိုက်ပြီးရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုကျွန်တော်တို့ဖွင့်ကြည့်လိုက်ပါတော့မင်္ဂလာပါဒီနေ့ချက်သားဟင်းချက်ပြမှာဖြစ်ပါလားအရင်ဆုံးချက်သားကိုအတုံးလေးတွေခုတ်လိုက်ပါမယ်အရင်ဆုံးချက်သားကိုအတုံးလေးတွေခုတ်လိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြက်တိုင်းချက်တဲ့ဗီဒီယိုအရှိတစ်ပုဒ်ကိုကျွန်တော်တို့ AI နဲ့ထုတ်လုပ်ပြီးပါပြီပေါ့မိမိတို့ကတော့ဒီ ChatGPT ကရေးပေးတဲ့နော်ပလုံအတိုင်းပေါ့နော်စေ1စင်2စင်3ဆိုပြီးတော့ကျွန်တော်တို့ဗီဒီယိုလေးထုတ်မယ်ပြီးသွားမှဗီဒီယို edit ဆက်ပွဲတော့မှကျွန်တော်တို့ပြန်ဆက်မယ်ပေါ့ကျွန်တော်တို့ဒီမှာအပိုင်းနှစ်ပိုင်းပဲဆက်ပြထားတာဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဗီဒီယိုရိုက်နေတာဆိုတော့ကျွန်တော်အပိုင်းအကုန်လုံးကိုဗီဒီယိုမထုတ်ပြတော့ဘူးပေါ့အဲ့တော့ကျွန်တော်တို့ hint ချက်တဲ့ဗီဒီယိုပဲဖြစ်ဖြစ်တခြားဗီဒီယိုတွေပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ Google Flow နဲ့ feed ထုတ်လို့ရတယ်ကိုရေးတဲ့ plot ပုံပြီးပြီးတော့မှ ChatGPT ကနေပြီးတော့မှကျွန်တော်တို့ကို plot ပြန်ရေးပေးမယ်အဲရေးပေးတဲ့ plot ကိုကျွန်တော်တို့က Google Flow မှာဗီဒီယိုသတ်ထုတ်လိုက်ရုံပဲပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုအတူလေးတွေကိုဗီဒီယို editing software နဲ့ကျွန်တော်တို့ပြန်ဆက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ AI နဲ့ဖန်တီးကြတဲ့နော်
ဒီစက္ကန့်အရှိဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ရရှိသွားမယ်ပေါ့အဲ့ဒီမှာ Google Pro ကကြတော့ကျွန်တော်တို့ fee သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တစ်နေ့ကို credit 50ပဲသုံးလို့ရတယ် credit 50ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗီဒီယို3လေးပေါ်လောက်တော့ကျွန်တော်တို့ထုတ်လို့ရတယ်မိတို့ကဗီဒီယိုတွေအများကြီးထုတ်ကျင်နေဆိုရင်တော့ကျွန်တော်တို့ Gmail account တွေအများကြီးဖွင့်ထားဖို့လိုတယ်အဲ့တော့ Gmail account တစ်ခုကိုတစ်နေ့ကို credit 50ပေးတယ်ဆိုလို့ရှိရင်ကိုမှ Gmail account 5ခုရှိတယ်ဆိုလို့ရှိရင် credit 250ရအောင် credit 250ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ credit 50ကိုဗီဒီယို3ပုဒ်ထုတ်လို့ရမယ်ဆိုလို့ရှိရင် credit 250ဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယို10ပုဒ်ကျော်လာကျွန်တော်တို့ထုတ်လို့ရတယ်အဲ့တော့ဟင်းချက်တဲ့ဗီဒီယိုတွေကို AI နဲ့ဖန်တီးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီနည်းနဲ့ဖန်တီးလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်